Hello မင်္ဂလာပါကျွန်တော်နာမည် Boys ပါဒီနေ့ကတော့ကျွန်တော်တို့တွေရဲ့အမှောင်ချထားခံရတဲ့အနာဂတ်ကြောင်းကိုကျွန်တော်တို့ဆွေးနွေးကြည့်ကြအောင်တချို့တွေကတော့ပြောကြပါရယ်ကျွန်တော်တို့မြန်မာနိုင်ငံသားဖြစ်ရတဲ့ဟာကြီးကတရန်ကိုမှကန်ဆိုးရတယ်ဆိုတဲ့စကားပုံတွေရှိတယ်စကားလုံးတွေရှိတယ်ပေါ့ကျွန်တော်ကတော့အဲ့လိုမမြင်ဘူးဗျာကျွန်တော်တို့တွေအရန်ကိုမှအမှောင်မိုက်တဲ့နေ့တွေမှာလမ်းလျှောက်လာပြီးတော့မှကျွန်တော်တို့တွေရဲ့အနာဂတ်တစ်ခုကိုထွန်းလင်းတောက်ပဖို့အတွက်ကျွန်တော်တို့အမောင်တန်းကနေပြီးတော့ဓမီတလက်ဒါမှမဟုတ်ရင်မီးမောင်းထိုးပြလက်တစ်ဖက်ကျွန်တော်တို့မြင်လိုက်ရတာပါအဲ့ဒီလက်တစ်ဖက်စီကိုကျွန်တော်တို့အရင်သွားကြည့်ရတာဘာလို့လဲဆိုတော့အနာဂတ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာလူငယ်တွေရဲ့ဘဝကြားတွေထဲမှာဘလို့တွေတောင်မှပျောက်ရှနေတယ်ဆိုတဲ့အရာတစ်ခုဖြစ်တယ်ပြီးရင်တက်လန်းတွေအကုန်လုံးပိတ်ခံရရတယ်အခုလိုခြေနေမျိုးမှာလူငယ်တွေရဲ့ဘဝတွေအကုန်လုံးချောင်းနဲ့ပိတ်ပြီးတော့ရိုက်တက်ခံနေရတဲ့အခြေအနေတစ်ခုပါအကုန်လုံးကဖြစ်သမျှအနာဂတ်တွေအကုန်လုံးကကျွန်တော်တို့တနက်ကန်ရမယ်ကျွန်တော်တို့ကြီးစံတွေပေါ်မှာပြုံမှုရတာကျွန်တော်တို့ဆယ်ရေးတိုင်းထွာပြီးတော့ဒီနိုင်ငံရေးတွေအပေါ်မှာလမ်းလျှောက်နေရတာအဲ့ဒါတွေအကုန်လုံးဟာဒါတွေတကယ်တမ်းမဖြစ်တဲ့အရာတွေအဲ့လိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့တွေအရှိမှရှိတဲ့ကျွန်တော်တို့တွေပေါ်မှာမြေတာစေတနာထားတဲ့လူတွေကလွဲလို့ကျန်တဲ့လူတွေအသုံးမကျတာတရားမှာ80% လောက်ကမြန်မာနိုင်ငံတနိုင်ငံလုံးမှာကောင်းကောင်းကြီးကိုလူငယ်တွေပေါ်မှာအမျက်ထုတ်နေကြတာမြန်မာနိုင်ငံပေါ်မှာချဲလည်နေကြတာမြန်မာနိုင်ငံပေါ်မှာအမျက်ထုတ်နေတာဒါကြောင့်မလို့လူငယ်တွေရဲ့ဘဝနဲ့ generation 8တွေသူတို့တွေရဲ့အပေါ်ကိုလုံးဝကိုမှစာနာနားလည်မှုမရှိပဲနဲ့ပဲသူတို့တွေရဲ့စိတ်ဓာတ်တစ်ခုနဲ့ပေါ့ငါတို့နိုင်ငံယူဖြည့်ဆည်းပြတယ်ဆိုတာနိုင်ငံယူဖြည့်ဆည်းပြတာလူငယ်တွေရဲ့ဘဝကိုဖြည့်ဆည်းပြတာအဲ့ဒါအတူတူပဲလူငယ်တွေရဲ့ဘဝကိုဖြည့်ဆည်းရင်နိုင်ငံကြီးတည်ပျက်စီးတယ်ဘာဖြစ်လို့လဲဆိုတော့တိုးတက်မှုကိုဖြည့်ဆည်းရတယ်အတူတူပဲဖြစ်တယ်ဒါကြောင့်မလို့အနာဂတ်ကိုကောင်းကောင်းကြီးပိတ်ပင်ပြီးတော့ဖြည့်ဆည်းပြတယ်ဆိုတဲ့သဘောအဲ့ဒါတက်ရောက်တာဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံမှာအနာဂတ်ပျောက်နေတဲ့လူမျိုးပေါင်းစုံတိုင်းသားပေါင်းစုံညီကိုမောင်နှမပေါင်းစုံတည်ငါတို့နေတဲ့ဘယ်လိုပုံစံနဲ့နိုင်ငံထဲမှာဘယ်လိုဆက်ပြီးတော့ရက်တည်ရမယ်ဆိုတဲ့ပုံစံကြီးကိုကျွန်တော်တို့အကျန်း brand တွေဖြစ်သွားတယ်ဆိုတဲ့ပုံစံတစ်ခုအနေနဲ့ရက်တည်ပြတာတကယ်တမ်းကျတော့ကျွန်တော်တို့တွေဒီလိုပုံစံမဟုတ်ဘူးကျွန်တော်တို့တွေကကိုယ်တက်တည်မှာကြောင့်လို့သူတို့တံပြန်ရတာငါတို့တွေအနာဂတ်ပျောက်သွားလို့ငါတို့ကလေးတွေအနာဂတ်ပျောက်သွားလို့ငါတို့ရဲ့နောင်မျိုးဆက်တွေမှာအနာဂတ်တွေမဲ့သွားမှာကြောင့်လို့ငါတို့မင်းတို့တော်လန်ပြတာအဲကြောင့်မလို့ဒါဒီတကယ်တမ်းကျတော့တော်လန်ရေးဆိုတာငါတို့ကမင်းတို့တော်လန်တာမဟုတ်ဘူးမင်းတို့ကငါတို့တော်လန်တာဘာဖြစ်လို့လဲဆိုတော့ခမည်းတော်ဒီအဖွဲ့အစည်းတစ်ခုလူတစ်ရက်ဖြစ်ပြီးတော့မှလူငယ်တွေဒါမှမဟုတ်ပြည်သူလူထုကိုတော်လန်လို့ပြည်သူလူထုကနေပြီးတော့ခမည်းတော်ကိုကောင်းကောင်းပြောပြနေတဲ့စကားတွေကိုနားမလည်လို့မြန်မာနိုင်ငံရဲ့ဒီလိုပုံစံနဲ့ဖြစ်တည်သွားတာဒါကြောင့်မလို့ငါတို့တွေကအနာဂတ်ပျောက်တယ်ဆိုတာကလမ်းပျောက်တယ်လို့ပြောတာလူငယ်တွေကြားထဲမှာအများနဲ့လမ်းပျောက်ရတယ်ငါတို့မြန်မာနိုင်ငံသားမှတ်ရင်အများနဲ့လမ်းပျောက်ကြတယ်အဲ့ဒါ1990နောက်ပိုင်းမွေးလာတဲ့ကောင်တွေအကုန်သိတယ်ဟုတ်တယ်မလားတကယ်ကြီးတို့မင်းတို့ကောင်းကောင်းနားလည်တယ်ပဲဒီပုံစံကြီးရောဘာလို့လဲဆိုတော့ငါတို့ရဲ့ဝါသနာငါတို့ရဲ့ဝါသနာနဲ့ငါတို့ဘယ်လိုပုံစံနဲ့ရက်တည်ထားလဲငါတို့တွေရဲ့ရှေ့လျှောက်အနာဂတ်တွေမှာငါတို့ဘယ်လိုပုံစံနဲ့ရက်တည်နေကြလဲပေါ့နော်ပြရှင်းပြောရရင်ဒီကောင်တွေထက်အများကြီးတာတယ်အများကြီးမြင့်တယ်အဲ့ဒါကိုမနာလို့ငါတို့ရဲ့ဘဝကိုဒီလိုလုပ်ပြတာပေါ့ကွာဥပမာမင်းစဉ်းစားကြည့်တကယ် celebrity တွေအကုန်လုံးဒီနိုင်ငံခြားကိုထွက်ပြေးရတယ်နိုင်ငံခြားတွေမှာရက်တည်ရတယ်နိုင်ငံခြားတွေမှာဒီလိုပုံစံတွေကိုငါတို့မြန်မာလူမျိုးတွေဟာဒီလိုပုံစံနဲ့ဒုက္ခသည်တွေလိုကူညီတောင်းရတယ်ကွာအဲ့ဒါဘာဖြစ်လို့လဲကွာစဉ်းစားကြည့်ဟုတ်တယ်နော်တကယ်ကြတော့ဒီလိုပုံစံတွေကိုမဖြစ်အောင်ရိုက်ထက်နေတာသူများနိုင်ငံလူတွေမဟုတ်ဘူးငါတို့မြန်မာနိုင်ငံသားချင်းဖြစ်တယ်အသိဉာဏ်ရှိတဲ့လူနဲ့အသိဉာဏ်မရှိတဲ့လူပညာတတ်တဲ့လူနဲ့ပညာမတတ်တဲ့လူအနာဂတ်ကိုမြင်တဲ့လူနဲ့အနာဂတ်ကိုမဲအောင်လုပ်တဲ့သူချီးတွဲတဲ့လောက်နဲ့အပေါ်ကလိပ်ပြဘာမှမဆိုင်ဘူးကွာမင်းတို့သိတာကိုလိုတယ်ဟုတ်တာငါတို့ရဲ့အနာဂတ်မှာအနာဂတ်ကိုပြဖို့အတွက်အနောက်မှာစတေးရတဲ့အသက်တွေပြီးရင်စတေးရတဲ့ဘဝတွေလူငယ်တွေရဲ့အနာဂတ်တွေပြီးရင်စာသင်ကျောင်းတွေဖတ်စာအုပ်တွေအကုန်လုံးကမီးရှို့ဖြက်စီးခံနေရတယ်ဘာဖြစ်လို့လဲဆိုတော့ပညာရေးတက်သွားရင်သူတို့တွေရဲ့လောက်ရက်ကိုမီးမောင်းထိုးပြမှာကြောက်လို့ငါတို့နိုင်ငံကိုအမှောင်လန်းစင်နဲ့အုပ်ချုပ်ဖို့စဉ်းစားတယ်ဟုတ်ပြီငါတို့ဒီလိုပုံစံနဲ့အနာဂတ်တော့အမဲ့မခံဘူးငါတို့တွေဘယ်လိုပဲဖြစ်လက်ထဲမှာဓာမီတက်လက်ရရင်ဓာမီတက်လက်နဲ့တော့ထိုးပြမှာပဲဟဲ့အောင်လေးအကန်းလုံးနေကြတယ်မင်းတို့မြင်ဖို့တင့်ပြီလမ်းဆိုတာဘယ်လိုပုံစံနဲ့တွားရင်ဖြောက်ယူတယ်ဆိုတာမင်းတို့နားလဲဖို့တော့လိုတယ်အသိဉာဏ်ရှိဖို့လိုတယ်လူတလိမ့်ဆန်တွေမလောက်ကြနဲ့တော့လို့ကဲတကယ်ချင်းတွေငါတို့တွေအတူတူတော်လန်ရတာတိုက်ရတာအားပြုရတာငါတို့တွေဘယ်လိုပဲဖြစ်နိုင်ငံတနိုင်ငံကိုဘယ်လိုပုံစံနဲ့ပဲဖြစ်မီးမောင်းထိုးပြရတာ
မေဝါမှာကြောက်လို့ဒီကောင်တွေခဏခဏတက်ပြောရတဲ့စကားတွေအတိတ်ပဲမရှိလို့ထင်နေနဲ့ဒီနေ့ကျရင်ငါတို့တူတူလက်တွေတွေ့ကြကြရမှာဆက်တော့အောင်နားခဲ့